အားလုံးပဲမင်္ဂလာပါရှင်ဒါကမိုဟင်းကချက်နေတာပါရှင်ဒါ Sunday ပေါ့ Sunday family အကုန်လုံး breakfast စားဖို့အတွက်ကိုချက်နေတာဒါ2အိုးအိမ်ချက်က1အိုးပြီးတော့ဆံပြတော်ကြီးဒါ1အိုးချက်ထားတာပေါ့နော်ဒါလေးကအခုပုတ်ပွက်လဲစုံနေပြီဒါအခုမိသားစုတွေစားဖို့ချက်ပြုတ်နေတာပါရှင်အိုးပဲဥရောဒါမနဲ့အိုးပဲဥကလေမလောက်လို့နောက်ထပ်တအိုးထပ်ပြုတ်ထားတာပြီးရင်ဒီအိုးထဲမှာဟိုပြန်ထည့်မှာပေါ့အသားထဲစိတ်ဝင်သွားအောင်လို့လေအိုးပဲဥလေးတွေကိုတချို့ကြတော့လဲအိုးပဲဥကရန်ဘဲဥကြီးပဲပလိန်ကြတော့မစားချင်ဘူးဒီမိုးဟင်းကားအိုးထဲမှာထည့်ထားတာပိုကောင်းတာပေါ့ဒီမှာကြည့်အခုဒါမိုးဟင်းကားစပြီးတော့ချက်ပြုတ်နေတာပါကြက်လဲကြက်တော့မယ်ဒီကမြေပဲလှော်တွေပါတွေကလေလှော်ပြီးတော့ကိုယ့်အကိုတေးချလေးစလုံးစကုလေးပေါ့ထောင်းပြီးတော့လေထည့်ထားတာပြီးတော့ငရုတ်ကောင်းအနံ့တင်းတင်းလေးကကြတော့ဟိုဘက်ကအိုးပေါ့ဟိုဒီဆက်ပြတော်ကြီးအိုးကငရုတ်ကောင်းအနံ့တင်းတင်းလေးရတယ်ဒီဘက်အိမ်ချက်အိုးကကြတော့ဟိုကျမတို့မြေပဲနိုင်ချင်းပေါ့မြေပဲစလုံးစကုလေးထောင်းပြီးတော့ဒါချက်ပြုတ်ထားတာပါရှင်ဒါကြတော့ဒါတစ်ထောက်ကိုလေဟုတ်တစ်ထောက်ကိုအဲ့ဒီဒဲနေနဲ့ရေအော်သူကတစ်ထောက်ကိုလေထည့်လိုက်ရုံနဲ့ဘာမှလည်းမခက်ခဲဘူးဒီဒဲနီတအိုးပဲ